အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့သတ်သတ်လွတ်ပဲပင်ပေါက်ကိုကြော်စားမှာဖြစ်ပါတယ်ပထမဦးဆုံးကတော့ငရုတ်သီးနဲ့ကြက်သွန်ဖြူကိုဒီလိုကျဉ်ညက်အောင်ထောင်းထားပေးရပါမယ်ခင်ဗျာပြီးရင်တော့ပဲပင်ပေါက်ကိုရေအနှဲငယ်ဆေးပေးရပါမယ်ဒီလိုရေဆေးပြီးပြီဆိုတာနဲ့အိုကင်းကိုတဲပါမယ်ခင်ဗျာစီကိုအနှဲငယ်ထည့်ပြီးတော့အိုကင်းကိုအပူပေးစနွေးမုတ်ထည့်ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးကိုထည့်ပေးရပါမယ်ဒီလိုလေးရော့တမလေးမွေးပေးရပါမယ်ခင်ဗျာပြီးရင်တော့ပဲပင်ပေါက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ပဲပင်ပေါက်ကိုဘယ်လိပ်ပြီးတော့ညာလိပ်ပြီးတော့ဘယ်လိပ်အဲ့လိုမျိုးပုံစံကိုလုပ်ပေးရပါမယ်စားအချုံမုံငန်းပြရေထည့်ပါမယ်ပဲစီလေးအနှဲငယ်ထည့်ပါမယ်ခင်ဗျာဒီလိုမွေးပေးရပါမယ်ဒါကတတ်တတ်လွတ်ပဲပင်ပေါက်ကြော်လေးဖြစ်ပါတယ်ခင်ဗျာဒီလိုဆိုရင်အနံ့တစ်ခုလေးကမွေးလာပါပြီခင်ဗျာဒါကတော့တတ်တတ်လို့ပဲပင်ပေါက်ကြော်ကြက်တဲ့အချင်းလေးတစ်ခုကိုရောက်ရှိလာပါပြီဒါဆိုပကံတဲကိုခူးထည့်လိုက်ပါမယ်ခင်ဗျာအရည်လေးနည်းနည်းတော့ပါတယ်ခင်ဗျာကြည့်ပါဦးစားကျင်စရာကောင်းလားခင်ဗျာစားကြပါဦးမိတ်ဆွေတို့